Manchester United မှာကဂျီဒန်ဆန်ချိုလိုကစားသမားတွေကဂျီဒန်ဆန်ချိုတယောက်တည်းမဟုတ်ဘူးတော်တော်များများရှိခဲ့တယ်။အဲ့ဒီတော့ Manchester United ကခေါ်ယူပြီးဖျက်ဆီးခံလိုက်ရတဲ့ကစားသမားတွေလို့ခေါင်းစဉ်တက်လို့ရမလား။ဒါမှမဟုတ်ရင် Manchester United မှန်းချက်နဲ့နှမ်းတော့မကိုက်တဲ့ကစားသမားတွေလို့ပဲပြောလို့ရမလား။ Hello အားလုံးပဲမင်္ဂလာပါ Modern Football ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ Manchester United နဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီးတော့အသင်းလက်မဲ့ဖြစ်နေတဲ့ကစားသမား2ယောက်ရှိပါတယ်။ Tyrell Malacia နဲ့ဂျေဒန်ဆန်ချိုတို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့အသက်ဟာအသက်26နှစ်ဝန်းကျင်ပဲရှိပါသေးတယ်။ဒါပေမဲ့ Manchester United ကဘာလို့စာချုပ်သက်တမ်းမတိုးတာလဲ။ရှင်းပါတယ်အသင်းမှာခြေစွမ်းမပြနိုင်တဲ့ကစားသမားတွေဖြစ်လို့ပါ။အထူးသဖြင့်ပြောချင်တာကတော့ဂျေဒန်ဆန်ချိုပဲဖြစ်ပါတယ်။ဂျေဒန်ဆန်ချိုကကျွန်တော်တို့ဒေါ့မွန်အသင်းမှာတော်တော်လေးကောင်းမွန်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။အဲ့ဒါကြောင့်မလို့လဲ Manchester United ကသူ့ကိုရဖို့အရေးကိုအသေးအတန်ကြိုးစားခဲ့ပါတယ်။ဂျေဒန်ဆန်ချိုကဒေါ့မွန်အသင်းမှာ138ပွဲကစားပြီးတော့သွင်းဂိုးပေါင်း90ဂိုးဖန်တီးမှု64ကြိမ်ပြုလုပ်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။2021ခုနှစ်ဆိုရှာရဲ့လက်ထက်မှာဂျေဒန်ဆန်ချိုကိုပေါင်း83သန်းနဲ့ခေါ်ယူခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲသူ့ကိုကျောင်းနံပါတ်7ပေးမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့တယ်။ဒါပေမဲ့လည်းမထင်မှတ်ထားပဲခရစ္စတီယာနိုရိုနယ်ဒိုအသင်းကိုပြန်လဲရောက်ရှိလာတဲ့အချိန်မှာကျောင်းနံပါတ်7ကတော့ခရစ္စတီယာနိုရိုနယ်ဒိုအတွက်ပဲဖြစ်သွားပါတယ်။ဂျီဒန်ဆန်ချိုကပေါင်း83သန်းနဲ့မန်ချက်စတာယူနိုက်တက်ကိုရောက်လာပြီးတဲ့အချိန်မှာမျှော်လင့်ထားသလောက်ခြေစွမ်းမပြခဲ့ဘူး။မခေါ်ယူခင်မှာတော့ဒီဂျီဒန်ဆန်ချိုရောက်လာရင်ပဲမန်ချက်စတာယူနိုက်တက်ကတော်တော်လေးတိုးတက်ပြောင်းလဲလာမယ်ဆိုတဲ့သတင်းမျိုးတွေပါထွက်ပေါ်ခဲ့ပြီးတော့ပရိသတ်တွေကလည်းအများကြီးမျှော်လင့်ခဲ့ကြတယ်ဒါပေမဲ့ဂျီဒန်ဆန်ချိုကအသင်းမှာမအောင်မြင်ခဲ့ဘူးအဲ့ဒီမှာ2023-2024ရာသီမှာဒေါ့မွန်အသင်းကိုပြန်ပြီးတော့အငှားချခံရတယ်အဲ့ဒီနောက်မှာချယ်ဆီမှာအငှားထပ်ပြီးတော့သွားကစားတယ်ချယ်ဆီကဝယ်မလို့နဲ့ဂျီဒန်ဆန်ချိုမွဲခဲ့ဘူးပြီးခဲ့တဲ့နှစ်မှာအက်စတွန်ဗီလာမှာအငှားထပ်ပြီးတော့သွားကစားရတယ်။စာချုပ်သက်တမ်းပြည့်တဲ့အချိန်မှာလည်းအက်စတွန်ဗီလာကမခေါ်ခဲ့ဘဲနဲ့မန်ချက်စတာယူနိုက်တက်ကိုပြန်ရောက်လာခဲ့ပြီးတော့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တယ်။အခုအသင်းလည်းပဲဖြစ်နေတယ်။မန်ချက်စတာယူနိုက်တက်မှာကဂျီဒန်ဆန်ချိုလိုကစားသမားတွေကဂျီဒန်ဆန်ချိုတယောက်တည်းမဟုတ်ဘူးတော်တော်များများရှိခဲ့တယ်။အဲ့ဒီတော့မန်ချက်စတာယူနိုက်တက်ကခေါ်ယူပြီးဖျက်ဆီးခံလိုက်ရတဲ့ကစားသမားတွေလို့ခေါင်းစဉ်တက်လို့ရမလား။ဒါမှမဟုတ်ရင်မန်ချက်စတာယူနိုက်တက်မှန်းချက်နဲ့နှမ်းတော့မကိုက်တဲ့ကစားသမားတွေလို့ပဲပြောလို့ရမလားကျွန်တော်အဲ့ကစားသမားတွေအကြောင်းကိုကျွန်တော်အခုပြောပြတော့မှာဖြစ်ပါတယ်ပထမဆုံးတစ်ယောက်အနေနဲ့ကတော့ဂါဘရီယယ်အိုဘာတန်ဖြစ်ပါတယ်ဂါဘရီယယ်အိုဘာတန်ကပြင်သစ်ဗိုလ်တော်အသင်းမှာတော်တော်လေးခြေစွမ်းပြပြီးတော့ပြင်သစ်အတွက်အလားအလာရှိတဲ့ကစားသမားတစ်ယောက်ဆိုပြီးတော့မှတ်ချက်ပေးခံရပါတယ်အဲ့တော့မန်ချက်စတာယူနိုက်တက်ကနေပြီးတော့2009ခုနှစ်မှာပေါင်3သန်းနဲ့ဝယ်ယူခဲ့ပါတယ်ပေါင်3သန်းဆိုတဲ့ပမာဏကမများဘူးဆိုပေမဲ့သူ့အပေါ်မှာအရန်မျောလင့်ခဲ့ကြတယ်ပေါ့နော်တကယ်အလားအလာရှိတဲ့ကစားသမားတစ်ယောက်ဆိုပြီးတော့ထင်ကြီးတွေပေးခံရတယ်အဲ့တော့ Manchester United မှာသူက200ဒီကစားပြီးတော့ပွဲပေါင်းကလည်း28ပွဲပဲကစားရတယ်သွင်းဂိုးအနေနဲ့တကိုးပဲသွင်းခဲ့တယ်ဂိုးဖန်တီးမှုကတော့4ချိန်ပဲလုပ်ခဲ့တယ်အဲ့ဒီနောက်မှာတော့2011ခုနှစ်မှာ Newcastle အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီးတော့ဒီလိုပဲလိမ့်ဖဲနဲ့အသင်းငယ်လေးတွေမှာပဲကစားသမားဘဝကိုကုန်ဆုံးခဲ့ရပါတယ်နောက်တစ်ယောက်အနေနဲ့ကတော့အီတလီ CA မှာခြေစွမ်းပြနေတဲ့အာဂျင်တီးနားကစားသမားဂျူအန်ဗာရွန်ဖြစ်ပါတယ်ဂျူအန်ဗာရွန်ကိုမန်ချက်စတာယူနိုက်တက်က2001ခုနှစ်မှာအီတလီ CA ကလပ်လာဇီယိုကနေပြီးတော့ပေါင်28တန်းနဲ့ခေါ်ယူခဲ့ပါတယ်အဲ့တော့2001ခုနှစ်လိုကာလာမျိုးမှာ28တန်းဆိုတာကတော်တော်လေးများတဲ့ပမာဏမှာရှိပါတယ်အဲ့တော့အားလုံးကလည်းမျှော်လင့်ကြတယ်ဒီဗာရွန်အနေနဲ့ကမန်ချက်စတာယူနိုက်တက်မှာအောင်မြင်မဲ့ကစားသမားဆိုပြီးတော့အားလုံးကထင်ကြီးပေးခဲ့ကြပြီးတော့ပရိသတ်တွေကလည်းအယံမျှော်လင့်ခဲ့ကြတယ်ဒါပေမဲ့လည်းအီတလီ CA မှာခြေစွမ်းပြသလောက်ပရီးမီးယားလိမှာတော့52ပွဲပဲကစားခဲ့ပြီးတော့ဂိုးဖန်တီးမှုက4ချိန်သွင်းဂိုးအနေနဲ့က9ဂိုးပဲသွင်းခဲ့ပါတယ်အဲ့ဒီနောက်မှာနှစ်ကြာပြီးတဲ့နောက်မှာချယ်ဆီကိုပြောင်းရွှေ့သွားပါတယ်ချယ်ဆီမှာလည်းအဲ့လိုပဲခြေစွမ်းမပြနိုင်ခဲ့ဘဲနဲ့ချယ်ဆီကအင်တာကိုအငှားချခဲ့ပါတယ်အဲ့တော့ဗာရွန်အနေနဲ့ကပရီးမီးယားလိကလပ်ဒီမှာသာခြေစွမ်းမပြရဲသူကအာဂျင်တီးနားတို့ CA ကလပ်ဒီမှာတော့အဓိကကစားသမားအနေနဲ့တော့အောင်မြင်ကြော်ကြားခဲ့ပါတယ်နောက်တစ်ယောက်အနေနဲ့ကတော့ဥရုဂွေးတိုက်စစ်မှုဒီယေဂိုဖော်လန်ပဲဖြစ်ပါတယ်ဒီယေဂိုဖော်လန်ကအင်ဒီပန်ဒီယန်တီအသင်းမှာပွဲပေါင်း90ကျော်ကစားခဲ့ပြီးတော့သွင်းဂိုး40သွင်းခဲ့ပါတယ်အဲ့ဒါကြောင့်မလို့လဲမန်ချက်စတာယူနိုက်တက်ကနေပြီးတော့2002ခုနှစ်မှာပေါင်9သန်းနဲ့ခေါ်ယူခဲ့ပါတယ်အဲ့တော့ဒီယေဂိုဖော်လန်ကတော်တော်များများအသိမှာပါဇပင်ရှည်နဲ့တော်တော်လေးကြိုးစားခဲ့တဲ့တိုက်စစ်မှုဖြစ်ပါတယ်ဒါပေမဲ့လည်းမန်ချက်စတာယူနိုက်တက်ကိုရောက်လာခဲ့ပြီးတော့ပွဲဥအတွက်18ပွဲဆက်ဂိုးပေါ်ပြောင်းဆုံးခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်မှာ200ဒီကစားပြီးတော့ပွဲပေါင်း89ပွဲနဲ့18ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်အဲ့ဒီအတွက်လည်း
ဥရုဂွေတိုက်စစ်မှုကိုခေါ်ယူခဲ့ရတဲ့ပြောင်းရွှေ့ကြီးကဘာမှမဟုတ်ဘူးဆိုပေမဲ့ထင်ထားသလောက်သူတို့မျှော်လင့်ထားသလောက်ရလဒ်မျိုးမရခဲ့ဘူးပေါ့နော်အဲ့ဒီနောက်မှာတော့ဗီလာရဲကိုပြောင်းရွှေ့သွားခဲ့တယ်အဲ့တော့ဒီယိုဂိုဖော်လန်အနေနဲ့ကဗီလာရဲကိုရောက်တယ်အဲ့ဒီနောက်မှာအက်တလက်တီကိုမက်ဒရစ်ကိုရောက်ခဲ့တယ်အဲ့တော့အက်တလက်တီကိုမက်ဒရစ်မှာတော့သူပြန်ပြီးတော့ခြေစွမ်းပြနိုင်တယ်ဂိုးတွေပြန်သွင်းနိုင်တယ်ပြန်ပြီးတော့နာမည်ကြီးလာခဲ့တယ်အဲ့တော့ဥရုဂွေမှာလည်းတော်တော်လေးအားထားရတဲ့တိုက်စစ်မှုဖြစ်ပါတယ်နောက်တစ်ယောက်အနေနဲ့ကတော့ Real Madrid မှာ La Liga ဖလားလဲရခဲ့တယ်ပြီးတော့ Champions League ဖလားလဲဆွတ်ခူးခဲ့တယ် UEFA Team of the Year မှာလည်းပါဝင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ် Manchester United မှာ ကျောင်းနံပါတ်9ဝတ်ဆင်ခဲ့တဲ့ Argentina ကစားသမား Di Maria ဖြစ်ပါတယ် Di Maria အနေနဲ့က Real Madrid မှာစူဖလားတွေလည်းရခဲ့တယ်ခြေစွမ်းလည်းပြနိုင်ခဲ့တယ်။ဘာဖြစ်လို့ Real Madrid ကထွက်လာလဲဆိုတော့သူ့ရဲ့လာသာကိစ္စတွေအသင်းနဲ့အဆင်မပြေမှုတွေဖြစ်တယ်။နောက်တော့ Real Madrid ကလည်း James Rodriguez ကိုခေါ်လိုက်တဲ့အချိန်မှာ Real Madrid ကနေထွက်လာခဲ့တယ်ပေါ့နော်။အဲ့တော့ Manchester United က2014ခုနှစ်မှာပေါင်သန်း60ဝန်းကျင်နဲ့အတူကျောင်းနံပါတ်7ကိုပါပေးပြီးတော့ခေါ်ခဲ့တယ်။အဲ့တော့ Manchester United မှာသူက100စီပဲကစားခဲ့တယ်။ပွဲပေါင်း32ပွဲဂိုးကတော့4ဂိုးassist အနေနဲ့က12ကြိမ်ပဲလုပ်ခဲ့တယ်ပေါ့နော်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ PSG အသင်းကို2015ခုနှစ်မှာပြောင်းရွှေ့သွားခဲ့တယ်အဲ့တော့ PSG မှာရောက်ပြီးတဲ့အချိန်မှာ Manchester United အတွက်တွေ့ရဲ့အချိန်မှာတော့မှသူ့ရဲ့တုံ့ပြန်မှုတွေကမလေးမစားပြုမှုတွေလုပ်ခဲ့ဘူးတယ်ပေါ့နောက်ထပ်တစ်ယောက်ကတော့ Jamba ဆိုတဲ့နာမည်ကကျွန်တော်တို့90ဘုန်းနေရဲ့ဂျားမှာခေတ်စားခဲ့တဲ့ကစားသမားဖြစ်ပါတယ်နာမည်ကအဲ့လိုပေါ့နှလုံးစင်းအဲ့လို Jamba ဆိုတဲ့ဟာမျိုးကကျွန်တော်တို့90ဘုန်းနေငယ်တုန်းကအဲ့လိုနည်းနည်းထူးဆန်းခဲ့တဲ့နာမည်ဖြစ်တယ်အဲ့တော့ Manchester United ကသူ့ကို2003ခုနှစ်မှာ Nets တဲ့အသင်းကနေပြီးတော့ဒီ ranking နေရာကိုဆက်ခံဖို့ဆိုပြီးတော့ပေါင်3.5သန်းနဲ့ခေါ်ယူခဲ့တယ်ပေါ့ဒါပေမဲ့လည်း ranking နေရာကိုဆက်ခံဖို့နေသာပုံမှန်ခြေစွမ်းတောင်မပြနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်တော်တော်လေးတော့ hot ဖြစ်ခဲ့တယ်အဲ့ကစားသမားကတော်တော်လေးကောင်းမွန်လို့လည်းခေါ်ခဲ့တယ်ဆိုတော့သတင်းတွေထွက်ပေါ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းပြောင်းရွှေ့ရေးအနေနဲ့ကတော့မက်လောက်စရာမရှိဘူးဆိုပေမဲ့မျှော်လင့်ထားသလောက်ဖြစ်မလာတဲ့ကစားသမားဖြစ်ပါတယ်အဲ့နှစ်အကြာမှာတော့ဂျမ်ဘာက Aston Villa ကိုပြောင်းရွှေ့သွားခဲ့ပါတယ်နောက်တစ်ယောက်အနေနဲ့ကတော့နယ်သာလန်ဒီပြကြီး Louis van Gaal Manchester United ကိုကင်တွယ်ခဲ့အချိန်တုန်းကပေါ့ Louis van Gaal ကနယ်သာလန်အသင်းကိုနီးပြတဲ့လုပ်ခဲ့စဉ်တုန်းကသူ့ရဲ့လက်အောက်မှာခြေစွမ်းပြခဲ့တဲ့ Memphis Depay ကို2015ခုနှစ်မှာ PSV အသင်းကနေပြီးတော့ Manchester United ကိုပေါင်25သန်းနဲ့ခေါ်ယူခဲ့ပါတယ်Memphis Depay အနေနဲ့ Cristiano Ronaldo Manchester United ကထွက်သွားပြီးတဲ့နောက်ပိုင်းမှာကျောင်းနံပါတ်7ကိုဝစ်ဆင်ခွင့်ရခဲ့တဲ့၄ယောက်မြောက်ကစားသမားဖြစ်ခဲ့ပါတယ်။ပထမဆုံးတစ်ယောက်ကတော့ကျွန်တော်တို့ Manchester United ဂန်ဝင်ကစားသမား Valencia ဖြစ်ပြီးတော့ဒုတိယတစ်ယောက်က Michael Owen တတိယတစ်ယောက်ကတော့ခုနပြောခဲ့တဲ့ Di Maria ဖြစ်ပြီးတော့၄ယောက်မြောက်ကစားသမားကတော့ Memphis Depay ဖြစ်ပါတယ်။ Memphis Depay အနေနဲ့ Manchester United နဲ့ပထမအဦးဆုံး Premier League ရာသီမှာသူ့အနေနဲ့သွင်းဂိုး2ဂိုးပဲသွင်းနိုင်ခဲ့ပါတယ်။အားလုံးမျှော်လင့်ထားတဲ့အတိုင်းအောင်မြင်မှုတော့မရခဲ့ဘူးပေါ့နော်အဲ့ဒီနောက်မှာတော့2019ခုနှစ်မှာလိုင်ယွန်အသင်းကိုပြောင်းရွှေ့ခဲ့တယ်ပေါင်15သန်းနဲ့ပါနောက်တစ်ယောက်အနေနဲ့ကတော့ Manchester United ဂန်ဝင်နီးပြကြီး Alex Ferguson မထွက်ခင်မှာနောက်ဆုံးဝယ်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်သူကတော့ Wilfried Zaha ပဲဖြစ်ပါတယ်Zaha အနေနဲ့က Ferguson ဝယ်ခဲ့တယ်ဆိုပေမဲ့ Ferguson ရဲ့လက်အောက်မှာလည်းတပွဲမှကစားခွင့်မရခဲ့ဘူးအဲ့ဒီနောက်မှာ David Moyes ပြီးတော့ Louis van Gaal ရဲ့လက်ထက်မှာလည်းခြေစွမ်းပြဖို့နေသာပွဲထွက်ခွင့်တောင်မှမရတဲ့အတွက်သူရုန်းကန်ခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့သူ Crystal Palace ကိုပြောင်းရွှေ့သွားခဲ့ပြီးတော့ Crystal Palace မှာအထိုက်လျောက်အောင်မြင်မှုတွေရခဲ့ပြီးတော့အဓိကကစားသမားလည်းဖြစ်ခဲ့ပါတယ်အဲ့တော့ Crystal Palace မှာခြေစွမ်းပြပြီးတော့အဓိကကစားသမားအနေနဲ့သူ့ရဲ့အကောင်းဆုံးအချိန်တွေကိုဖြတ်သန်းနေတဲ့ကာလမှာ Manchester United ကပြန်လည်ခေါ်ယူဖို့ဆိုတဲ့အတန်တွေထွက်ခဲ့ပေမဲ့ Manchester United ကိုပြန်ပြီးတော့ရောက်လာခဲ့ခြင်းမရှိခဲ့ပါဘူးနောက်တစ်ယောက်အနေနဲ့ကတော့ Atletico Madrid မှာဂိုးသွင်းဆက်ဖြစ်ခဲ့မှုတဲ့တိုက်စစ်မှု Falcao ပဲဖြစ်ပါတယ်2014ခုနှစ်မှာ Manchester United က Monaco အသင်းကနေပြီးတော့ပေါင်6သန်းတန်အငှားစာချုပ်နဲ့ Falcao ကိုခေါ်ယူခဲ့ပါတယ်ဒါပေမဲ့လည်း Manchester United အတွက်29ဝယ်ပဲကစားပြီးတော့4ဂိုးပဲသွင်းနိုင်ခဲ့ပါတယ် Manchester United အနေနဲ့ကသူ့ကိုအပိသက်ခေါ်ယူခွင့်ရှိခဲ့ပေမဲ့မခေါ်ယူခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့က Manchester United မှာအသားကျဖို့အတွက်ကိုရုန်းကန်ခဲ့ရပါတယ်။အဲဒီနောက်မှာတော့ Chelsea အသင်းကိုလည်း Falcao အနေနဲ့ရောက်ခဲ့ပြီးတော့ခြေစွမ်းပြနိုင်ခြင်းမရှိခဲ့ပါဘူး။နောက်တစ်ယောက်အနေနဲ့ကတော့2002ခုနှစ်မှာ Brazil အသင်းနဲ့အတူကမ္ဘာ့ဖလားချန်ပီယံဆုကိုဆွတ်ခူးခဲ့မှုတဲ့ Cleverson ပဲဖြစ်ပါတယ်။ Manchester United က Cleverson ကို Brazil ကလပ် Atletico Paranaense အသင်းကနေပြီးတော့ပေါင်6.5သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ Cristiano Ronaldo ကိုခေါ်ယူခဲ့တဲ့နေ့နဲ့တနေ့တည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း Cleverson က Manchester United မှာဒဏ်ရာတွေရတယ်ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် Manchester United မှာမအောင်မြင်ခဲ့ပါဘူး
နောက်တစ်ယောက်အနေနဲ့ကတော့ Manchester United ပရိသတ်တွေအားလုံးရဲ့အချစ်တော်ဖြစ်တဲ့ Andre Onana ပဲဖြစ်ပါတယ်။ Andre Onana က2022ခုနှစ် Champions League ပွဲစဉ်တွေမှာ Inter Milan အသင်းနဲ့အတူတော်တော်လေးလက်စွမ်းပြခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ပြီးတော့နီးပြ Erik ten Hag ရဲ့ Ajax အသင်းမှာလည်းတော်တော်လက်စွမ်းပြခဲ့တဲ့ဂိုးသမားဖြစ်ပါတယ်။အဲဒါကြောင့်မလို့လဲ Erik ten Hag က Manchester United ကိုကင်ခွင့်ရခဲ့တဲ့အချိန်မှာ Andre Onana ကို Inter Milan အသင်းကနေပြီးတော့ပေါင်43သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့လည်း Andre Onana အနေနဲ့က Manchester United မှာတော်တော်လေးအမားတွေများခဲ့သလိုအားလုံးရဲ့မြစ်တာပို့ခြင်းကိုလည်းခံခဲ့ရတဲ့ဂိုးသမားဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်မှာတော့ Trabzonspor အသင်းကိုအငှားချခဲ့ပြီးတော့ဒီနှစ်မှာလည်းအဲ့အသင်းမှာပဲဆက်လက်အငှားချခဲ့ပါတယ်။19သင်းဖန်တွေကတော့ Andre Onana ကို Manchester United မှာပဲသူတို့ကဖမ်းဆီးခြင်းပါတယ်။နောက်တစ်ယောက်အနေနဲ့ကတော့ Manchester United ငယ်မွေးချမ်းပေါက်ကစားသမားဖြစ်တဲ့ပေါ့ပါပဲဖြစ်ပါတယ်။ပေါ့ပါက Manchester United ကနေထွက်ခွာခဲ့ပြီးတော့ Juventus အသင်းမှာတကယ်ကိုကောင်းမွန်ခဲ့တဲ့အမခန်းခြေစွမ်းကြီးပြခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ Manchester United က၄နှစ်အကြာ2016ခုနှစ်မှာ Jose Mourinho ရဲ့လက်ထက်ပေါ့ပါကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။ Juventus အသင်းကနေပေါင်89သန်းနဲ့ပါ။ပေါ့ပါအနေနဲ့က Manchester United မှာ600ရာသီဖြတ်သန်းခဲ့တယ်ဆိုပေမဲ့အားလုံးမျှော်လင့်ထားတဲ့ခြေစွမ်းမျိုးတော့မရခဲ့ပါဘူး။အဲဒီနောက်မှာ2022ခုနှစ်မှာ Juventus အသင်းကိုပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ Juventus အသင်းမှာလည်းပြန်လည်ခြေစွမ်းပြဖို့အတွက်ကိုရုန်းကန်ခဲ့ရပြီးတော့တားမြစ်စေးပြဿနာတွေနဲ့ပွဲပယ်ပြစ်ဒဏ်တွေခံယူခဲ့ပြီးတော့အခုနောက်ပိုင်းမှာတော့မိုနာကိုအသင်းကိုရောက်ရှိနေပါတယ်။နောက်တစ်ယောက်အနေနဲ့ကတော့ Alexis Sanchez ပဲဖြစ်ပါတယ်။ Alexis Sanchez က Arsenal အသင်းမှာအထိုက်လျောက်ခြေစွမ်းတွေပြခဲ့ပြီးသွင်းဂိုးတွေလည်းသွင်းခဲ့ပါတယ်။ဒါပေမဲ့အသင်းနဲ့အဆင်မပြေဖြစ်ပြီးတဲ့နောက်ပိုင်းမှာ Manchester United ကစားသမား Mkhitaryan နဲ့ကစားသမားချင်းဒဲလဲခဲ့တဲ့အပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။နီးပြမော်ရင်ညိုရဲ့လက်အောက်မှာ18လသာကစားခဲ့ပြီးတော့သွင်းဂိုးအနေနဲ့က3ဂိုးပဲသွင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ Manchester United မှာခြေစွမ်းမပြနိုင်ခဲ့တဲ့ Alexis Sanchez ကို Inter Milan အသင်းမှာ2019ခုနှစ်မှာအငှားနဲ့တွားရောက်ကစားခဲ့ရပါတယ်။အဲဒီနောက်ပိုင်းမှာ2020မှာတော့အပိသက်ပြောင်းရွှေ့ခြင်းနဲ့ Inter Milan အသင်းကိုရောက်ရှိခဲ့ပါတယ်။အဲဒီတော့ကျွန်တော်ပြသွားတဲ့ဒီကစားသမားစရင်းထဲမှာ Alexis Sanchez နဲ့ဒဲလဲခဲ့တဲ့ Mkhitaryan ကိုဘာလို့ထည့်မထားရလဲဆိုရင် Mkhitaryan က Manchester United မှာထင်တယ်လို့မကြော်ကြားခဲ့ပေမဲ့ပေါ့နော်သူကစားခဲ့တဲ့နှစ်အတွင်းမှာ UEFA Europa League ပြီးတော့ FA Villa Community Shield တို့ကိုရခဲ့တဲ့ကစားသမားဖြစ်ပါတယ်အထက်လျောက်လည်းဂိုးသွင်းခဲ့သလိုအထက်လျောက်လည်းဂိုးဖန်တီးမှုတွေပြုလုပ်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဒီ Manchester United ရဲ့မှန်းချက်နဲ့နှမ်းအတွက်မကိုက်ခဲ့တဲ့ကစားသမားတွေစရင်းထဲမှာ Mkhitaryan ကိုထည့်မထားရခြင်းဖြစ်ပါတယ်နောက်တစ်ယောက်အနေနဲ့ကတော့ Morgan Schneiderlin ပဲဖြစ်ပါတယ်။နယ်သာလန်နီးပြကြီး Louis van Gaal ရဲ့လက်ထက်မှာနယ်သာလန်ကွင်းလယ်လူ Morgan Schneiderlin ကို Southampton အသင်းကနေပြီးတော့ပေါင်25သန်းနဲ့ခေါ်ယူခဲ့ပါတယ်။18လအတွင်းမှာ Premier League 32ပွဲပဲကစားခဲ့ပြီးတော့တကူပဲသွင်းနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူက Everton ကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီ2015ဝန်းကျင်ကာလက Southampton အသင်းကနေပြီးတော့ကစားသမားကောင်းတွေထွက်ပေါ်ခဲ့ပါတယ်။လေလာနာတို့ပြီးတော့ Manchester United ကခေါ်ယူခဲ့တဲ့ Luke Shaw တို့အခု Morgan Schneiderlin လည်းအပါအဝင်ဖြစ်ပါတယ်။ Schneiderlin ကဒီ Southampton အသင်းမှာတော့တော်တော်လေးခြေစွမ်းပြခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ဒါပေမဲ့ Manchester United ကခေါ်တဲ့နောက်မှာခြေစွမ်းပြဖို့နေဆိုတာသူ့အနေနဲ့ပွဲထွက်ခွင့်ကိုပဲတော်တော်လေးရုန်းကန်ခဲ့ရတဲ့ကစားသမားဖြစ်ပါတယ်။နောက်တစ်ယောက်အနေနဲ့ကတော့ Netherlands ကွင်းလယ်လူ Van de Beek ပဲဖြစ်ပါတယ်။ Manchester United က2020ခုနှစ်မှာ Ajax အသင်းကနေပြီးတော့ပေါင်35သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ Manchester United မှာ62ပွဲပဲကစားခဲ့ပြီးတော့သွင်းဂိုးအနေနဲ့2ဂိုးဖန်တီးမှုအနေနဲ့က2ကြိမ်ပဲပြုလုပ်နိုင်ခဲ့ပါတယ်။ Van de Beek ကတော့ဒီဒဏ်ရာပြဿနာတွေနဲ့တော်တော်လေးလုံးကြလေပတ်ချလေလိုက်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့တန်ကြီးကတိတ်မများဘူးဆိုပေမဲ့အားလုံးရဲ့မျော်လင့်သလိုအောင်မြင်မှုလည်းမရခဲ့တဲ့ကစားသမားဖြစ်ပါတယ်။အဲဒီနောက်မှာတော့2024ခုနှစ်မှာ Genoa အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။နောက်တစ်ယောက်အနေနဲ့ကတော့နီးပြ Erik ten Hag လက်ထက်မှာခေါ်ခဲ့တဲ့ Anthony ပဲဖြစ်ပါတယ်။ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲဒီကစားသမားတွေက Manchester United ကခေါ်ယူပြီးဖျက်ဆီးလိုက်တဲ့ကစားသမားတွေဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်တက်ခဲ့တယ်။ဒါပေမဲ့လည်းနီးပြ Erik ten Hag ခေါ်ပြီးတော့ဖျက်ဆီးခဲ့တဲ့ကစားသမားစရင်ကသက်ရှိတယ်။အခုအန်တိုနီပေါ့နော်သူကသူအေဂျက်အသင်းမှာအရှင်ပြေးနေတဲ့ကစားသမားတွေကို Manchester United ကိုခေါ်ပြီးဖျက်ဆီးတယ်ပေါ့ဗျာအခုနောက်ပိုင်း Real Madrid ကိုရောက်သွားတဲ့အချိန်မှာတော့ Real Madrid မှာခြေစွမ်းပြတယ်ဂိုးတွေလည်းသွင်းတယ်အစစ်တွေလည်းလုပ်တယ်အဲ့တော့အန်တိုနီရဲ့ခြေစွမ်းကလည်းလျင်မြန်ဖြတ်လက်ပြီးတော့ကောင်းတဲ့ထဲမှာလည်းပါတယ်ဒီအေဂျက်မှာလည်းသူကတော်တော်လေး
ကောင်းခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်ဒါပေမဲ့ Manchester United မှာတော့မှန်ချင်တဲ့နန်းအတွက်မကိုက်ခဲ့ဘူးပေါ့ဗျာအဲ့တော့ Anthony ကို2022ခုနှစ်က Agent အသင်းကနေပြီးတော့ပေါင်86သန်းနဲ့ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်သူက Agent အသင်းမှာ82ပွဲကစားပြီးတော့သွင်းကို24ဂိုးနဲ့ဂိုးဖန်တီးမှု22ကြိမ်လုပ်ခဲ့ပါတယ်ဒါပေမဲ့လည်း Manchester United မှာတော့ခြေစွမ်းလည်းမပြခဲ့သလိုပွဲထွက်ခွင့်အတွက်ကိုပဲရုန်းကန်ခဲ့ရပါတယ်အဲဒီနောက်မှာတော့ Real Madrid အသင်းကိုပြောင်းရွှေ့သွားပါတယ်ကျွန်တော်ပြပြသွားတဲ့ကစားသမားတွေကတော့ Manchester United ခေါ်ယူပြီးတော့ဖျက်ဆီးလိုက်တဲ့ကစားသမားများသို့မဟုတ် Manchester United အနေနဲ့မှန်းချက်နဲ့နှမ်းတွက်မကိုက်တဲ့ကစားသမားများသို့မဟုတ် Manchester United ကိုလာရောက်ပြီးတော့ဒုက္ခပေးတဲ့ကစားသမားများဘယ်ကောင်းစဉ်တက်ရမလဲဆိုတာတော့ခင်ဗျားတို့ကျွန်တော်တို့အကြံပေးအောင်ဗျာအဲ့တော့ဒါကတော့ကျွန်တော်အနေနဲ့တီးတဲ့ကစားသမားတွေကိုကျွန်တော်ပြပြသွားတာဖြစ်ပါတယ်အခုကြည့်နေတဲ့လူတွေအနေနဲ့လည်းကျွန်တော်မတီးသေးတဲ့ကစားသမားတွေရှိရဆိုရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျာအဲ့တော့ကျွန်တော်ရဲ့ channel လေးကို like and follow share အားလုံးလုပ်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်